အားလုံးပဲမင်္ဂလာပါကင်ဆာတော့အစီအစဉ်ကနေပြီးတော့ကင်ဆာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ဘုဒ္ဓတာတွေကိုမျှဝေတော့မှာဖြစ်ပါတယ်ဒီတစ်ခါပြောပြမယ့်အကြောင်းကတော့ share decision making လူနာနဲ့ဆရာဝန်အတူတကွဆုံးဖြတ်ချက်ချခြင်းအကြောင်းပဲဖြစ်ပါတယ်မူလခေါင်းစဉ်ဖြစ်တဲ့ share decision making အကြောင်းမပြောခင်ဥပမာတစ်ခုအရင်ပြောပြပါမယ်ဥပမာကြီးကင်ဆာအသက်ကိုပြန့်နေတဲ့လူနာတစ်ယောက်ကကင်ဆာရှိတဲ့ဥပမာကြီးကိုခွဲထုတ်လိုက်တယ်ပြီးတော့ခီမိုဆေးသွင်းတယ်ဆေးသွင်းပြီးတော့ပြန်စစ်တော့အသက်မှာပြန့်နေတဲ့ကင်ဆာအကျစ်ကိုမတွေ့တော့ဘူးဒါနဲ့အသက်ကိုထပ်မခွဲဖြစ်တော့ဘူးဒါပေမဲ့3-4လကြာတဲ့အခါမှာပြန်စစ်တော့အသက်ကအကျစ်ကပြန်ပေါ်လာတယ်ပိုများလာတယ်ဒီတော့လူနာကအရင်ကမခွဲဖြစ်ခဲ့လို့ဆိုပြီးစိတ်ပူတယ်ဆရာဝန်ကဒါနဲ့ပဲကင်ဆာဆေးသွင်းတာအရင်လုပ်မလားအသက်ကိုအရင်ခွဲမလားကိုလူနာကိုဆုံးဖြတ်ခွင့်ပေးလိုက်တယ်အဲ့တော့လူနာကဒီတစ်ခါတော့အသက်ကိုအရင်ခွဲမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဆိုပါစို့နော်ဒါလေးအရင်မှတ်ထားပြီးသွားရင်အခုကောင်းစဉ်ဖြစ်တဲ့ share decision making ကိုဆက်ပြောပါမယ် share decision making ဆိုတာကတော့ဆရာဝန်နဲ့လူနာတိုင်ပင်ပြီးလူနာအတွက်အကောင်းဆုံးကုသမှုနည်းလမ်းကိုအတူတကွဆုံးဖြတ်ခြင်းဖြစ်ပါတယ်ဒါကတော့ရှေးရိုးစွဲနည်းလမ်းတစ်ခုကြားကမျက်စိမှပရိပရာတစ်ခုပါပဲရှေးရိုးစွဲနည်းလမ်းတွေဆိုတာပထမတစ်ခုအနေနဲ့ဆရာဝန်ကပဲအဓိကဆုံးဖြတ်တယ်မိုင်းပါဆိုရင်ဆရာကြီးပဲကောင်းလို့ကြည့်လို့ပြပါဆိုတဲ့ပုံစံပေါ့နောက်တစ်ခုကတော့လူနာကကိုယ်တိုင်ပဲဆုံးဖြတ်ရတဲ့နည်းလမ်းဆရာဝန်ကအချက်လက်တွေပေးပြီးလူနာကိုကိုယ့်ဘာကိုရွေးဆိုတဲ့ပုံစံမျိုးပေါ့နော် share decision making မှာတော့ဆရာဝန်ကယောဂဆေးပညာကုသနည်းတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေပေါ်မှာကျွမ်းကျင်တဲ့လူတစ်ယောက်အနေနဲ့လူနာကကြတော့မိမိရဲ့ဘဝပုံစံယုံကြည်မှုစိုးရိမ်မှုတန်ဖိုးထားမှုအကုန်ကြဒါတွေပေါ်မှာကျွမ်းကျင်တဲ့လူတစ်ယောက်အနေနဲ့ဒီကျွမ်းကျင်သူနှစ်ယောက်ပေါင်းပြီးတော့မှအကောင်းဆုံးဆုံးဖြတ်ချက်ကိုချမှတ်ကြတာပါဒီ share decision making ကဘာလို့အရေးကြီးလဲဆိုတော့ဒီလိုလုပ်ခြင်းအဖြစ်လူနာရဲ့အခွင့်အရေးကိုလေးစားတယ်လူနာရဲ့ရွေးချယ်ပိုင်ခွင့်ကိုလေးစားရဆိုတော့ပါနေတယ်နောက်ပြီးတော့လူနာကကုသမှုအကြောင်းကိုပိုနားလည်သွားတယ်ကုသမှုအပေါ်မှာသူကိုယ်တိုင်ပါဝင်ထားရွေးချယ်ထားတဲ့စိတ်ကျေနပ်မှုပိုကောင်းတယ်ဆုံးဖြတ်ထားတဲ့ကုသမှုကိုလည်းပိုလိုက်နာကျင့်သုံးတယ်ဆုံးဖြတ်ချက်အတွက်လည်းနောင်တရတာနည်းတယ်ဒါကြောင့်မလို့ပိုကောင်းမွန်တဲ့ရလဒ်တွေရတယ်ဒါအပြင်ကိုဆရာဝန်နဲ့လူနာဆက်ဆံရေးကလည်းပိုခိုင်မာပြီးတော့ယုံကြည်မှုတွေနားလည်မှုတွေပိုရှိလာတယ် share decision making လုပ်ဆောင်မှုအဆင့်ဆက်ပြောရအောင်ပထမဆုံးအဆင့်အနေနဲ့ကတော့ဆရာဝန်ကနေပြီးရွေးချယ်စရာတွေအကြောင်းကိုလူနာကိုပြောပြဆွေးနွေးရမှာဖြစ်ပါတယ်ဆရာဝန်ကကုသမှုမှာရွေးချယ်စရာတွေရှိတယ်ဆိုတော့အရင်ဆုံးပြောပြပါတယ်ဥပမာအနေနဲ့ဆရာဝန်ကကျွန်တော်တို့အခုဒီမှာကုသဖို့နည်းလမ်းတစ်ခုရှိတယ်ဒီအကြောင်းတွေကိုအတူတူဆွေးနွေးပြီးတော့ကိုယ့်အတွက်တင့်တော်တဲ့နည်းလမ်းကိုရွေးချယ်ကြရအောင်ပေါ့ဒုတိယအဆင့်အနေနဲ့ကတော့ရွေးချယ်စရာတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေဖြစ်နိုင်တယ်လို့ရှင်းပြခြင်းပဲဖြစ်ပါတယ်ကုသမှုနည်းတစ်ခုချင်းစီရဲ့ကောင်းကျိုးဆိုးကျိုးဖြစ်နိုင်ခြင်းတွေကိုရှင်းရှင်းလင်းလင်းရှင်းပြတာပါဒီအဆင့်မှာတော့နောက်ဆုံးအဆင့်အနေနဲ့ကတော့ဆုံးဖြတ်ချက်ချဖို့ဆွေးနွေးခြင်းအဆင့်ပဲဖြစ်ပါတယ်ဒီအဆင့်မှာတော့ဆရာဝန်ကလူနာရဲ့စိတ်နေစိတ်ထားဘဝပုံစံသူ့ရဲ့ခံစားချက်သူ့ရဲ့ဦးစားပေးချက်တွေကိုမေးမြန်းဆွေးနွေးရပါတယ်ဥပမာအနေနဲ့ကတော့ဒီကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတွေကခမရဲ့နေ့စဉ်ဘဝကိုဘယ်လိုသက်ရောက်မှုရှိမလဲဒါမျိုးဒါမှမဟုတ်ရင်တချို့လူတွေကပြန်ဖြစ်တာနဲ့တာဦးစားပေးတယ်တချို့ကြတော့ကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတွေကိုရှောင်ကျဉ်ကြတယ်ခမရောဘယ်လိုမျိုးလဲစသဖြင့်ပေါ့လေဒီလိုမျိုးဆွေးနွေးမှုတွေရဲ့အဆုံးမှာတော့ဆရာဝန်နဲ့လူနာနှစ်ဦးစလုံးတင့်တော်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုအတူတကွရောက်ရှိသွားမှာဖြစ်ပါတယ် theory ပြီးသွားပြီဆိုတော့ပိုနားလည်သွားအောင်လို့ diffuse large B-cell lymphoma stage 3ရှိတဲ့လူနာတစ်ယောက်ကိုကင်ဆာဆေးသွင်းဖို့ share decision making ဘယ်လိုလုပ်လဲဆိုတာဆက်ကြည့်ရအောင်ဒါဆိုလူနာမှာက category 1အဖြစ် NCCN guideline မှာရွေးချယ်ခွင့်ပေးထားတဲ့ခြင်းတစ်ခုရှိတယ် R-CHOP နဲ့ Polar R-CHP အဆင့်1အနေနဲ့ရွေးချယ်စရာအကြောင်းတွေကိုစတင်ပြောပြဆွေးနွေးခြင်းပဲဖြစ်ပါတယ်ဆရာဝန်အနေနဲ့ကပြောမှာကယောဂအဖြစ်ရှာပြီးပါပြီ diffuse large B-cell lymphoma လို့ခေါ်တဲ့အကျိတ်ကင်ဆာ stage 3ဖြစ်ပါတယ်
သတင်းကောင်းကတော့သင်ရဲ့ International Prognostic Index ကို1ပဲရှိပါတယ်။ဒါအနေနဲ့တဲ့အုပ်စုထဲမှာပါတယ်လို့ဆိုလိုတာပါ။လက်ရှိနိုင်ငံတကာ guideline တွေအရတော့ဒီလိုမျိုး International Prognostic Index 1ပဲရှိတဲ့သူတွေအတွက် R-CHOP ဆေးကုသမှုကပဲ R-CHOP ဆေးကုသမှုကိုပဲအဓိကအကြံပြုထားပါတယ်။ဒါအကောင်းဆုံးအတည်ပြုထားတဲ့ကုသမှုနည်းလမ်းဖြစ်ပါတယ်။ဒီလူနာအတွက်ကရွေးချယ်စရာတစ်ခုပဲရှိပေမဲ့လေဒီလိုမျိုး stage 3လူနာရဲ့မှာ R-CHOP နဲ့ Polar R-CHP ဆိုပြီးနှစ်ခုပေးနိုင်တယ်။လူနာကလည်းသူ့ဘာသူစာဖတ်လာနိုင်ပြီးတော့ Polar R-CHP ကြောင့်မေးလာခဲ့မယ်ဆိုရင်ဆရာဝန်တွေနဲ့ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ Polar R-CHP ဆိုတာဆေးတစ်မျိုးပါတဲ့ regime တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အရေးကြီးတာကဒီ regime ဒီဆေးကိုဘယ်သူတွေအတွက်စမ်းသပ်ထားလဲဆိုတာပါပဲ။ Polar R-CHP ကိုစမ်းသပ်ခဲ့တဲ့လူနာတွေက International Prognostic Index 2နဲ့အထက်ရှိတဲ့သူတွေပါ။သူတို့ကိုဒီဆေးက R-CHOP ထက်ပိုကောင်းတယ်လို့တွေ့ရှိခဲ့ပါတယ်။တဲ့လိုမျိုး Prognostic Index 1ပဲရှိတဲ့သူတွေအတွက်ကတော့ဒီဆေးက R-CHOP ထက်ပိုကောင်းတယ်ဆိုတဲ့အထောက်အထားမရှိသေးပါဘူး။ R-CHOP ကတော့နှစ်ပေါင်းများစွာသုံးစွဲပြီးလူနာမျိုးတွေမှာအောင်မြင်မှုရှိခဲ့တဲ့ဆေးနည်းလမ်းပါ။ဆိုးကျိုးတွေကလည်းပိုပြီးရင်းနှီးပြီးဖြစ်ပါတယ်။ဒါကြောင့်သင်အတွက် R-CHOP ကပဲပိုသင့်တော်ပြီးရွေးချယ်ဖို့အကြံပြုပါတယ်။စနစ်အနေနဲ့ကတော့ R-CHOP regime ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုရှင်းပြရမှာဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့လူနာရဲ့စိတ်နေစိတ်ထားဘဝပုံစံခံစားချက်ဦးစားပေးချက်တွေကိုနားလည်ကြည့်ရမှာဖြစ်ပါတယ်။ဆရာဝန်တွေနဲ့ထပ်မေးရမှာကလူနာကသူက regime အသစ်ဆိုတော့ပိုကောင်းမယ်ဆိုတာစိတ်ထဲမှာရှိနေအောင်မှာအဲ့တော့ဆေးအတွေ့တွေကြောင့်သိကျင်တာကောင်းပါတယ်။ဒါပေမဲ့ဆေးကုသမှုမှာမှန်ကန်တဲ့အချက်လက်နဲ့ရွေးချယ်ဖို့ကလည်းအရေးကြီးပါတယ်။ R-CHOP ကုသမှုနဲ့ပတ်သက်ပြီးဘာတွေစိုးရိမ်နေတာရှိပါသေးလဲ။ဆေးအသစ်မဟုတ်ဘဲနဲ့စွမ်းရည်ကိုအတည်ပြုပြီးသားဆေးကိုသုံးစွဲမယ်ဆိုတဲ့အကြောင်းကိုဘယ်လိုမြင်ပါလဲ။ R-CHOP ရဲ့ဘေးထွက်ဆိုးကျိုးတွေအကြောင်းကိုပိုပြီးရှင်းပြစေချင်ပါသလား။စသဖြင့်မေးခွန်းတွေမေးပြီးတော့လူနာစိတ်ထဲမှာရှင်းလင်းသွားအောင်ဖြေရှင်းပေးရပါမယ်။နောက်ဆုံးအဆင့်ကတော့အတူတကွဆုံးဖြတ်ချက်ချခြင်းဖြစ်မှာဖြစ်ပါတယ်။သေချာရှင်းပြပြီးရင်တော့လူနာတွေကတော့ဆရာဝန်ပြောတဲ့ဆရာဝန်ကြံပေးတဲ့ R-CHOP ကိုပဲရွေးချယ်တော့ဖို့များပါတယ်။ဒါဆိုရင်ဆရာဝန်တွေနဲ့ကတော့ဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ။ R-CHOP ဆေးကုသမှုကိုကျွန်တော်တို့အတူတကွစတင်ကြရမယ်။ဒီဆေးနဲ့ကုတဲ့အခါမှာသပင်ကျွတ်တာတွေပြို့တာအန်တာတွေခြေလက်ခုန်ကျင်တာတွေစတဲ့ဘေးထွက်ဆိုးကျိုးတွေရှိပေမဲ့ဒါတွေကိုအားလုံးကိုကျွန်တော်တို့ကြိုတင်ကာကွယ်ပြီးကုသပေးနိုင်မှာဖြစ်ပါတယ်။စသဖြင့်အားပေးရမှာဖြစ်ပါတယ်။အကယ်၍လူနာက International Prognostic Index 2ရှိတဲ့လူနာဆိုရင်ပထမဆုံးအဆင့်အနေနဲ့ကတော့ကုသမှုမှာရွေးချယ်စရာနှစ်ခုရှိတယ်ဆိုတော့စပြီးတော့မိတ်ဆက်ပေးရမယ်ပြောပြပေးရမှာဖြစ်ပါတယ်။ယောဂအဖြစ်က diffuse large B-cell lymphoma ဆိုတာသိကြပါတယ်။သင်ရဲ့ International Prognostic Index score က2ဖြစ်နေတာမို့ဒီအုပ်စုမှာကုသစရာနည်းလမ်း2မျိုးရှိပါတယ်။2မျိုးလုံးကနိုင်ငံတကာ guideline တွေမှာ category 1အနေနဲ့အကြံပြုထားတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီကုသနည်း2မျိုးရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုဆွေးနွေးပြီးတော့သင်အတွက်အကောင်းဆုံးဖြစ်မဲ့နည်းလမ်းကိုအတူတကွဆုံးဖြတ်ကြမှာဖြစ်ပါတယ်လို့ဆရာဝန်ကပြောပြမှာဖြစ်ပါတယ်။အဆင့်2အနေနဲ့ကုသမှု2မျိုးရဲ့ကွာခြားချက်တွေရှင်းပြမှာဖြစ်တယ်။ကုသမှု2မျိုးကိုနှိုင်းယှဉ်ပြီးတော့အားသာချက်အားနည်းချက်တွေကိုရှင်းပြမှာဖြစ်ပါတယ်။ R-CHOP ရဲ့အားသာချက်ကတော့သူကနှစ်ပေါင်း20-30ကြာအသုံးပြုပြီးသားကုသမှုဖြစ်တယ်။သူ့ရဲ့ရေရှည်အောင်မြင်မှုကိုသိပြီးသားဖြစ်တယ်။ဆိုးကျိုးတွေကိုလည်းပိုပြီးတော့သိပြီးသားဖြစ်လို့ပိုကာကွယ်ကုသနိုင်မှာဖြစ်တယ်။အားနည်းချက်ကတော့ကြောထိခိုက်မှု neuropathy ဖြစ်နိုင်ခြေပိုများတယ်ခြေလက်ထုံကျင်တာတွေပိုများမယ်။ Polar R-CHP ရဲ့အားသာချက်ကတော့ R-CHOP ထက်စာရင်ကင်ဆာပြန်မဖြစ်အောင်ပိုကာကွယ်နိုင်ဆုံးရှိတယ်။အောင်ကြောထိခိုက်မှုနေတယ်။အားနည်းချက်ကတော့သွေးဖြူကျတာ neutropenia ပိုဖြစ်နိုင်တယ်။ဒါကြောင့်မလို့သွေးအားဖြည့်ဆေး GCSF တွေလိုက်ထိုးရမယ်။ဈေးနှုန်းလည်းပိုမြင့်တယ်။တိုးကျိုးအားဖြင့်တော့ပို
polar R chip ကကင်ဆာပြန်မဖြစ်အောင်ပိုကာကွယ်ပေးနိုင်ပြီးတော့ R short ကတော့ရေရှည်အသုံးပြုပြီးသားသူ့အကြောင်းကိုစွမ်းရည်ကိုသိမ့်ပြုပြီးသားဈေးနည်းလမ်းဖြစ်ပါတယ်စင်သုံးအနေနဲ့လူနာရဲ့ဘဝပုံစံနဲ့ရွေးချယ်မှုမှာထောက်ကူပြုမဲ့မိခွန်းတွေမေးရမှာဖြစ်ပါတယ်ဥပမာဆရာဝန်ကအခုတော့ဆေးနှမျိုးရဲ့ကွာခြားချက်ကိုသိပြီဆိုတော့ကိုပိုင်အခြေအနေနဲ့ဘယ်ဟာကပုံပြီးကိုက်နေမလဲဆိုတာဆွေးနွေးကြည့်အောင်ခြေလက်ထုံကျင်တဲ့ပြဿနာကသင်ရဲ့အလုပ်အကံအတွက်ဘယ်လောက်ထိသက်ရောက်မှုရှိမလဲဆေးအသည့်ရဲ့အားသာချက်ဖြစ်တဲ့ကင်ဆာပြန်မဖြစ်အောင်ပိုကာကွယ်နိုင်တယ်ဆိုတဲ့အချက်ကသင်အတွက်ဘယ်လောက်ထိအရေးကြီးမလဲသွေးဖြူကျဆင်းမှုတွေအတွက်ဆေးတွေပိုထိုးတာရောခံယူနိုင်ပါမလားစသဖြင့်မေးမြန်းပြီးတော့ဆွေးနွေးပေးရမှာဖြစ်ပါတယ်နောက်ဆုံးဆင့်ကတော့အတူတကွဆုံးဖြတ်ချက်ချခြင်းပဲဖြစ်ပါတယ်လူနာကသူသိကျင်တာတွေကိုပြန်လည်မေးပြီးတဲ့အခါမှာ polar R chip ကိုရွေးချယ်ခဲ့တယ်ဆိုပါစို့ဒါဆိုလူနာကကျွန်တော်ခြေလက်ထုံကျင်တာကိုသိခံမယ်ကင်ဆာပြန်မဖြစ်အောင်ပိုကာကွယ်တဲ့ဆေးအသစ်ကိုစမ်းသုံးခြင်းနဲ့ GCF ဆေးထိုးတာကိုလည်းခံယူမယ်ဆိုပါစို့ဒါဆိုတော့ဆရာဝန်အနေနဲ့ကတော့အဲ့ဒီအတွက် polar R chip ဆေးကုသမှုကိုစတင်ဖို့အဆင်ပြေပါပြီသွေးဖြူကြတတ်တဲ့အတွက်လည်းကြိုတင်ပြီးတော့ကျွန်တော်တို့ GCF တွေကိုပုံမှန်ထိုးပေးသွားမှာဖြစ်ပါတယ်ဆိုပြီးတော့အားပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ရှေ့ပထမဆုံးမှာစပေးခဲ့တဲ့ဥပမာ case တစ်ခုကိုပြန်ကြည့်အောင်เนาะအဲ့ဥပမာမှာဆိုရင်ဒီ share decision making အကြောင်းကိုသိပြီးသွားတဲ့လူဆိုတော့ဒီဥပမာမှာလူနာကိုအချက်လက်မစုံဘဲနဲ့အချက်လက်အစုံမပေးဘဲနဲ့လူနာကိုကိုယ့်ဘာသာဆုံးဖြတ်ခိုင်းလိုက်လို့ဖြစ်နေတာကိုသိထားမိလိမ့်မယ်အကယ်၍လူနာကသာအသေးကိုအရင်ခွဲဖို့ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင်ဒါအလွန်မှားယွင်းတော့ပါလိမ့်မယ်ဒီလိုအခြေအနေမှာဆေးကိုပဲအရင်သွင်းရမှာဖြစ်ပါတယ်အကယ်၍ share decision making သာတေချာလုပ်ခင်ဒီလိုမှားမျိုးဖြစ်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ share decision making ရဲ့အရေးကြီးပုံကိုသိမြင်ပြီးလို့ယူဆပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်